ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာကတော့ y is equal to a plus b into c plus d ဆိုတဲ့ Boolean expression လေးကိုကျွန်တော် PSC version ဖြစ်ပြောင်းပြီးတော့ရေးသားတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာเนาะကျွန်တော်ရေးချင်တဲ့ဟာကိုတက်လိုက်ပါမယ်ဆိုတော့ y is equal to a plus b ပေါ့เนาะနောက်တစ်ခါ into ပေါ့เนาะကျွန်တော် c plus d ဖြစ်ပါတယ် okay ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒါလေးကိုရေးကြည့်ပါမယ်အဲ့တော့ဒါက a plus b ဖြစ်ပါတယ်ဒါကတော့ c plus d ဖြစ်ပါတယ်အဲ့တော့ y is equal to a plus b ဖြစ်ပါတယ် a plus b ဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့က c plus d ဖြစ်ပါတယ် c plus d က c နဲ့ d က parallel ဖြစ်ရပါမယ် okay ဒါဆိုရင်ကျွန်တော်အောက်ကိုထုတ်ပါမယ်အောက်ကိုက y ပေါ့နော်ကဲဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဒီ expression လေးကိုနော်ဒီ expression လေးကျွန်တော်ကနော် program နေနဲ့ကျွန်တော်ဒီမှာ letter အနေနဲ့ရေးပြလိုက်တာပေါ့နော်ဆိုတော့ဒါလေးကျွန်တော်စမ်းသပ်ပြပါမယ်โอเคအဲ့တော့ကျွန်တော်ဒီမှာနေကြည့်ပေါ့နော်အဲ့တော့ y is equal to a plus b ပေါ့နော် a plus b ဖြစ်ပါတယ် okay a plus b နောက်တစ်ခါကျွန်တော် c plus d ဖြစ်ပါတယ် c နဲ့ d နဲ့နော် plus ဖြစ်ရမယ် okay ဒါမှ output ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီ query နှစ်ခုလုံးနဲ့မှာနော်ကျွန်တော်ကဒီနော် a ရဲ့ b ရဲ့နော်ပေါင်းဆက်ခြင်း c ရဲ့ d ရဲ့ပေါင်းဆက်ခြင်းနှစ်ခုနော်အထမြောက်အောင်မြင်တော့မှာအောက်ကို y ထွက်မယ်ဆိုတော့เนาะပုံစံမျိုးလေးเนาะသင်္ကေတလေးဖြစ်ပါတယ်ဆိုတော့ဒါကเนาะဒီမှာ y is equal to a plus b เนาะ c plus d ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်နောက်ထပ်เนาะ boolean တစ်ခုကိုဆက်ပြီးတော့เนาะရေးပြပါမှာဖြစ်ပါတယ်ကဲနောက် boolean တစ်ခုက a plus b into c ဖြစ်ပါတယ်ဒါဆိုရင်ဒီ boolean ကိုတော့ကျွန်တော်ဘယ်လိုရေးသွားမလဲဆိုတော့ကြည့်ပါမယ်ဆိုတော့နောက် boolean က a plus b နော် a plus b နော် into c ဖြစ်ပါတယ်ဆိုတော့ဒါက c ဖြစ်ပါတယ်ဒါတော့ a plus b ဖြစ်ပါတယ်ဒါ a plus b into c ဖြစ်ပါတယ်ဒါဆိုရင်ဒီ equation ကတော့ကျွန်တော်တို့က a နဲ့ b နဲ့ပေါင်းဆက်ပြီးတော့မှเนาะ c ရမှာမဟုတ်ပါဘူး a နဲ့ b တဲ့ကနှစ်ခုက a or b ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်က a တစ်ခုပဲ on ရင်လေ c ကို on မယ်ဆိုရင်အောက်ကို y ထွက်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော် y ထည့်ပါမယ်ကဲဒါဆိုကျွန်တော်ဒါလေးကိုလည်းเนาะ PSC လေးကိုပို့ပြီးတော့စမ်းသပ်ကြည့်ပါမယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာเนาะရေးကြည့်မယ် a and now there are c c okay ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအောက်ကိုเนาะy ထွက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်
ဒါဆိုရင်ကျွန်တော်က a plus b လို့ပြောတာဖြစ်တယ် plus d over a ရဲ့သင်္ကေတဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က a ကိုဖြုတ်ပြီးတော့ကျွန်တော် b ကိုအောင်မယ်ဆိုရင်လည်းเนาะကျွန်တော် y output ကထွက်မှာဖြစ်ပါတယ်ဆိုတော့ဒီ expression ကတော့เนาะ a plus b into c ဆိုရယ် expression ပဲဖြစ်ပါတယ်ဒီမှာရေးလိုက်ပါမယ် a plus b into c is equal to y ဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်เนาะကျွန်တော်ဒီသင်ခန်းစာကတော့เนาะဒီ Boolean equation နှစ်ခုကိုကျွန်တော်အနေနဲ့ PSC version အဖြစ်ပြောင်းပြီးတော့ရေးပြပေးခဲ့တာပဲဖြစ်ပါတယ်